အားလုံးမင်္ဂလာပါဒီကနေ့ဒီနေရာအတိတ်ကလေးကိုဘုရားခင်ကိုဆက်ကခြင်းအမှုဖြစ်ပါတယ်လို့နောက်တစ်ချက်မှဆိုရင်လည်းအိမ်လူအိမ်သားတွေကိုလို့ဘုရားခင်ကောင်းကြီးပေးဖို့နဲ့လာမယ့်အသက်တာမှာဘုရားခင်ကသူတို့နဲ့အတူရှိဖို့ကိုယ်ကွယ်တဲ့အမှုပဲဖြစ်ပါတယ်လို့အဲ့ဒီတော့နေရာတစ်ခုအသိရောက်လာတဲ့အခါမှာကျွန်တော်တို့မသိတာတွေအများကြီးရှိဒါပေမဲ့ဘုရားသခင်သိတာကတော့အကုန်လုံးရှိတယ်ဗျဒါကြောင့်မလို့ဥစွာတစ်ချက်ကကျွန်တော်တို့ဒီမှာရှိတဲ့အခက်အခဲပေါ့နော်အခက်အခဲဒုက္ခပြဿနာထက်ပုံပြီးတော့နားလည်ရအောင်အနောက်ရှက်တားဆီးများရှိတော့ကိုတော်ရဲ့ဖယ်ရှားပေးပါဆိုတဲ့အကြောင်းကိုဥစွာပထမပွားဖို့ရှိပါတယ်ကျမ်းစာတစ်ချက်ဖတ်ပြပါဣဖေဩဝါဒစာခန်းကြီး6ခန်းကြီး6ငယ်10မှ13ဣဖေဩဝါဒစာခန်းကြီး6အငယ်10မှ13အကြောင်းမူကားငါတို့သည်အသွေးအသားရှိသောယံသူတို့နှင့်စာပြိုင်တိုက်လံရကြမည်မဟုတ်အထွတ်မြတ်တို့နှင့်၎င်းအနာဇတ်တို့နှင့်၎င်းလောကီမှာမိုင်း၌အစိုးတရားပြုလုပ်သောမေတို့နှင့်၎င်းမိုးကောင်းကေ၌နေသောနတ်ဆိုးတို့နှင့်၎င်းစာပြိုင်တိုက်လံရကြ၏ထို့ကြောင့်ခဲယေဆုယုတ်သောနေ့ရက်ကာလ၌စီတားနိုင်သည်ဖြင့်ကိစ္စအလုံးစုံတို့ကိုပြည်စည်း၍ခံရနိုင်မည်ကြောင့်ဘုရားသခင်ပြည်စီတော်မူသောလက်နက်စုံကိုယူဆောင်ကြလော့ဟုတ်ပြီနော်အဲ့ဒီတော့ကျမ်းစာရဲ့အဓိပ္ပာယ်ကဘာပြောသလဲဆိုတော့ကျွန်တော်တို့ကမျက်စိနဲ့မြင်ရတဲ့တွေ့ရတဲ့အရာတွေလောက်ပဲကျွန်တော်တို့သိတယ်မျက်စိနဲ့မမြင်ရမတွေ့ရတဲ့အရာတွေကြတော့ကျွန်တော်တို့မသိနိုင်ဘူးအဲ့ဒီတော့ဒီအရာတွေမှာအခက်အခဲတွေဒုက္ခတွေပြဿနာတွေရှိမယ်ဆိုရင်အရှင်ဘုရားကာကွယ်ပါအရှင်ဘုရားဖယ်ရှားပေးပါအရှင်ဘုရားကျွန်တော်တို့ဘက်ကနေယက်တည်ပြီးတော့မှငြိမ်သက်ခြင်းကိုပေးပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့လောကကြီးမှာအရာအများကြီးရှိတယ်ဒါပေမဲ့အရာအများကြီးပဲဖြစ်ဖြစ်နည်းနည်းလေးပဲဖြစ်ဖြစ်အုပ်ချုပ်တဲ့လူကတပါးပဲရှိဒါဘုရားသခင်ပဲဒါကြောင့်ဥစွာပထမအရှင်ဘုရားကျွန်တော်တို့ကိုယ်တော်ဘုရားကိုဥတိုက်ပါတယ်ကျွန်တော်တို့ရောက်လာတဲ့နေရာနေထိုင်တဲ့နေရာအခုဆက်လက်ပြီးတော့ကျွန်တော်တို့လှုပ်ရှားသွားလာမဲ့အခြေပြုတဲ့ဒီနေရာမှာဘုရားသခင်ပဲလာအုပ်စိုးပါဘုရားသခင်ပဲကောင်းကြီးပေးပါဘုရားသခင်ပဲကာကွယ်ပါဆိုတာဘုရားရှင်ကိုဥတိုက်တဲ့အချက်ကဒါပထမတစ်ချက်ပဲဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကဒီအိမ်တစ်ခုကိုတိဆောက်တယ်ဆိုတာကကျွန်တော်တို့နေထိုင်တဲ့အရာတစ်ခုနေထိုင်တဲ့နေရာတစ်ခုနေထိုင်တဲ့အရက်တစ်ခုကိုဘုရားသခင်ပဲမိုးမှန်တိဆောက်ပေးပါဆိုတဲ့အဓိပ္ပာယ်ရတယ်ကျမ်းစာတစ်ချက်အရင်နားထောင်ရအောင်129ခုမြောက်သောစာလံပိုင်းငယ်129ခုမြောက်သောစာလံပိုင်းငယ်ထာဝရဘုရားသည်အေကိုစောက်တော်မူလေစောက်သောသူတို့သည်အချင်းနီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောက်တော်မူလေပြည်ဆောင်တို့သည်အချင်းနီးစောက်ကြ၏ကျမ်းစာရဲ့အဓိပ္ပာယ်နည်းနည်းပြောမယ်နော်ဘုရားခင်ကတဲ့ဘယ်လိုပြောလဲဆိုတော့အိမ်တစ်ခုကိုငါမဆောက်ရင်မင်းတို့ဆောက်လို့မဖြစ်ပါဘူးတဲ့မြို့တစ်ခုကိုငါမဆောက်ရင်မင်းတို့ဆောက်လို့လည်းမလုံခြုံပါဘူးဆိုပြီးတော့မှဘုရားခင်ရဲ့စကားဖြစ်တယ်ဗျဒီစကားရဲ့နောက်ဆက်တွဲမှလည်းမင်းတို့ဘာပဲလုပ်လို့ကွာမင်းတို့နဲ့အတူငါမရှိရင်ဘာမှလုပ်လို့မရဘူးဆိုတဲ့အချက်ပဲဟုတ်ပြီနော်အဲ့ဒီတော့ကျွန်တော်တို့နေထိုင်တဲ့နေရာနေထိုင်တဲ့အိမ်ဟာဘုရားသခင်မိုးမှန်တီဆောက်ရှောက်ပြီးတော့မှကောင်းကြီးပေးတဲ့နေရာဘုရားသခင်ကိုယ်တော်အတိုင်းလုံခြုံမှုပေးတဲ့နေရာဖြစ်ဖို့အရေးကြီးတယ်ဒီနေရာမှာဘုရားသခင်သာလျှင်အတိကပဲဆိုတာကကလေးတွေလူငယ်တွေတော့သဘောမပေါက်ဘူးလူကြီးတွေနော်အသက်အရွယ်ရလာတဲ့အခါမှာကျတော့အတွေ့အကြုံများလာတဲ့အခါမှာကျတော့ဘုရားသခင်သာလျှင်အတိကပဲငါတို့ရဲ့ခွန်အားငါတို့ရဲ့တတ်နိုင်ခြင်းငါတို့ရဲ့အစွမ်းအစဆိုတာဘာမှမဟုတ်ဘူးဆိုတာသိရှိခြင်းအဖြစ်
ဒီနေရာဒီထိုင်ခြင်းဒီအိမ်နေရာကိုဘုရားသခင်ကိုယ်တော်တိုင်မုန်းမှန်တိဆောက်ပြီးတော့စောင့်ကြပြီးတော့ကာကွယ်ပေးပါမယ်အကြောင်းကျွန်တော်တို့ဘုရားသခင်ကိုဥတိုက်ပါတယ်ကျွန်တော်တို့အင်အားကျွန်တော်တို့ခွန်အားနဲ့ဆိုရင်တော့ကျွန်တော်တို့မလုံနိုင်ပါဘူးဆိုတဲ့အချက်ကိုဝန်ခံလျက်ဘုရားသခင်ကိုချင့်ကပ်ခြင်းပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီတော့နောက်တစ်ချက်နားထောင်မယ်ဗျနောက်တစ်ချက်နားထောင်မယ်ဆိုတာကကျွန်တော်တို့တဲခိုနားနေတဲ့နေရာတွေဟာဘုရားသခင်ကိုယ်တိုင်လာရောက်နေထိုင်တဲ့နေရာဖြစ်ရမယ်ဗျနော်ဥပမာဆိုလို့ရှိရင်လောကကြီးမှာအရာအများကြီးရှိတယ်ဒါပေမဲ့နေရာတစ်နေရာနော်အရာတစ်ခုဒါမှမဟုတ်အိမ်တစ်ခုထဲမှာဘုရားသခင်ကိုယ်တော်တိုင်လာရောက်နေတယ်လာရောက်ပြီးတော့ထိုင်နေတယ်ရှိနေတယ်ဆိုရင်ဘယ်အရာမှလာပြီးတော့မနှောက်ရှက်ဘူးမနှောက်လည်းမနှောက်ရှက်ရဘူးအနားလည်းမကန့်ရဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ကျမ်းစာတစ်ချက်နားထောင်ရအောင်ဓမ္မရာဇဝေစတုထစာခန်းကြီးလေးအငယ်ရှိမကိုဓမ္မရာဇဝေစတုထစာခန်းကြီးလေးအငယ်ရှိမကိုတနေ့တ၌အေလိရှဲသည်ရှုနေမြို့သို့သွားရာတွင်ထိုမြို့၌ထိရှားသောမိမတယောက်သည်အေလိရှဲကိုကျူးမွေးခြင်းငါခေါ်ပစ်လေ၏နောက်မှထိုလန်းသို့သွားသောအခါခါကျူးမွေးခြင်းကိုခံအပ်သောငါထိုအိမ်သို့ဝေတက်၏မိမကလည်းငါတို့နေရလမ်းဖြစ်အစေသွားလာသောဤသူသည်ဖျားသခင်ဤတတ်ရှင်းသူဖြစ်သည်ကိုအကျွန်ုပ်ရိပ်မိ၏ဟုတ်ပြီနော်ဒီဟာနည်းနည်းပြောပြမယ်ကျွန်တော်တို့လူဟာအပေါင်းအသင်းမိတ်ဆွေတင်ကဟနော်ခင်မီရင်းနှီးတဲ့လူတွေအများကြီးရှိပါတယ်ဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့အမှုတော်များအတွက်ပေါ့အသုံးပြုထားတဲ့လူတွေလည်းပဲရောနောပြီးတော့လူသားတွေနဲ့အတူတူရှိတယ်ဒီညမှာကျမ်းစာပေါ်ပြထားချက်အရာပေါ့နော်ဇနီးမောင်နှံ2ယောက်ရှိတယ်အဲ့ဒီအခါမှာသူ့အိမ်ရှိမှာဒုက္ခနဲ့ပဲဖြစ်မှာပါဘုရားတယောက်သွားပြီးတော့သူ့စပယ်လေးတယောက်ကတော့သူ့အိမ်လေးကိုထမ်းပြီးတော့သွားတယ်ယောက်ျားလုပ်တဲ့လူကတော့ပိတ်မသိဘူးမိန်းမလုပ်တဲ့လူကပန်းနာတော့သူသိတယ်သူသိတော့သူ့ယောက်ျားကိုပြောတယ်ယောက်ျားကြီးဒီနာသွားတဲ့အဘိုးကြီးခါကုန်းနဲ့ဖျားလူဖြစ်မယ်တဲ့နော်ဟိုအရင်တုန်းကဆိုရင်သူတို့အဝတ်အစားအဖြစ်ပေါ့နော်အဝတ်အစားဆိုတာသတော်ဝါတွေရဲ့တရေနဲ့လောက်တာလည်းဖြစ်မယ်နောက်ပြီးတော့မုတ်စိတ်ကလည်းရှည်နေတာဖြစ်မယ်နောက်ပြီးတော့ဒုက္ခလေးနဲ့သွားတာဖြစ်မယ်နောက်သူ့သဘေကလည်းပဲအထုပ်လေးတစ်ထုပ်သွားတာဖြစ်မယ်ဒါပေမဲ့လူရဲ့ဥပဒေရုပ်ကိုကြည့်လိုက်တော့ဒါဖျားလူဖြစ်မယ်နော်ဖျားလူဖြစ်မယ်ဆိုတာနဲ့ပဲသူသိတာနဲ့သူ့ယောက်ျားကိုပြောရယောက်ျားကြီးဒီအဲ့လေလာလို့ရှိရင်ဒီမှာတဲခုဖို့သူ့နေရာပြီးမယ်သူဆက်လက်ပြီးတော့သွားကြရလဲရှိတယ်ဆိုပြီးတော့မှအဲ့ဒီအမျိုးသမီးကအဲ့ဒီအဖိုးကြီးနဲ့သူ့တပည့်တယောက်ကိုတဲခုဖို့နေရာပေးတယ်နောက်ပြီးတော့မှစားစရာပေးတယ်နောက်ပြီးတော့မှမီးပေးတယ်ဗျမီးဆိုတာစာဖတ်ဖို့နော်နောက်လဲဖို့ကြင်ပေးတယ်နောက်လာတိုင်းပေါ့နော်အဲ့ဒီမှာအခန့်တယ်သူကပန်းနာတာကိုအဲ့ဒီတိုင်းမဟုတ်ဘူးနော်အဲ့ဒီတိုင်းဘုရားလူမဟုတ်ဘူးအဲ့ဒီတော့သူအဲ့ဒါတွေ့တဲ့အခါမှာအဲ့ဒီ prophet ပေါ့နော် prophet ကြီးကလည်းစိတ်ချမ်းသာနောက်ပြီးတော့သူသွားရမယ့်ခရီးကသူကလူခိုင်းတဲ့ခရီးမဟုတ်ဘူးဘုရားသခင်ခိုင်းတဲ့ခရီးဖြစ်တဲ့အတွက်သူသွားလာရတဲ့နေရာတချို့ကဝေးတယ်ဒါပေမဲ့လည်းသူဒုတ်ထောက်လေးနဲ့ဖြည်းဖြည်းသွားတာပဲလူကဘုရားသခင်ခိုင်းရင်လောက်ရတာကြီးပဲနော်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာနားနေခိုနားတဲ့အခါမှာဒီအင်ရှင်မိသားစုကသူ့ကိုကူညီတဲ့အတွက်ကြောင့်နောက်တော့သူစကားတစ်ခုပြောလာသူ့တပည့်နော်သူ့အထုတ်ထမ်းတဲ့ကောင်လေးကိုရဲ့တပည့်ရေပြောစမ်းပါကွာတဲ့နင်းမိကြီးစမ်းပါတဲ့အဲ့ဒီအမျိုးသမီးကလည်းသူတို့ဇနီးမောင်နှံလည်းငါ့ကိုတော်တော်ကောင်းကျိုးပြုတယ်တဲ့နော်နောက်ဆက်တွဲစကားနဲ့နားထောင်ကြည့်အောင်ဟာသူ့ကိုငါဘာကူညီပြန်ပြီးတော့ကူညီပေးရမလဲနော်မင်းစိုးရတာရှင်ပြန်ရဲ့အခမ်းအနားမှာငါအလုပ်အကင်တစ်ခုလုပ်ဖို့ပြောပြရမလား
တတိထားတော့ဒီစကားတော်တော်လေးနဲ့တဲ့ဒါမှမဟုတ်လေလုပ်ငန်းကင်ငန်းကောင်းကောင်းတစ်ခုအတွက်ငါပြောပြရမလားဟုတ်ပြီနော်ဒီဥစ္စာကစကားရဲ့အသွားအလာစကားရဲ့အဓိပ္ပာယ်ကကျွန်တော်တို့တတိမထားရင်မသိဘူးဗျတတိထားလိုက်တော့ဟောဒီအပိုးကြီးကကုတ်ချောင်းနဲ့သွားပြီမဲလေရှင်ပြင်းတော်၎င်းနော်တကယ်လုပ်ငန်းရှင်ကြီးတွေတော်၎င်းဒီပုံကိုယ်တွေဒီမှာဒီအိရှင်ဟာအလုပ်လုပ်နိုင်ဖို့သူပေးနိုင်တဲ့စွမ်းအားရှိတယ်ဗျဒါပေမဲ့သူစွမ်းအားလို့သူမပြောဘူးနော်ဘုရားသခင်ကြောင့်သူဟာကောင်းကြီးတွေအများကြီးပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောတယ်အဲ့ဒါကြောင့်မလို့ဒီတစ်ချက်ကကျွန်တော်တို့နှလုံးသွင်းစရာဟာအိမ်ကတဲ့ဘုရားသခင်လာရောက်ပြီးတော့နေထိုင်တဲ့အိမ်ဖြစ်ရမယ်ဘုရားသခင်အတူရှိတဲ့အခါကျတော့အရာအားလုံးဟာပြည့်စုံတယ်တဲ့ကျွန်တော်တို့လူသားတွေကအသက်ငယ်တဲ့အခါမှာကိုယ်အားကိုပြီးတော့ကိုယ့်ရဲ့အစွမ်းတတ္တိကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာကိုတအားမိခိုးတာပြီးတော့ဘုရားသခင်ကိုမေ့နေတယ်ဒါပေမဲ့ဒီကျမ်းစာကကျွန်တော်တို့ကိုသင်တယ်ဘုရားသခင်ကိုပဲအဓိကထားပါအဲ့ဒီခါမှာသူကနောက်ဆက်တွဲကောင်းကြီးမင်္ဂလာအများကြီးပို့ဆောင်ပေးမယ်ဆိုတဲ့အချက်ကဒီအချက်ပဲဗျာကဲဟုတ်ပြီကျွန်တော်တို့ပို့ပြီးတော့လေးနေတဲ့အချက်တစ်ချက်ကိုနားထောင်ရအောင်ဒါကတော့ငါ့ကိုပတ္တနာပြုလို့တဲ့ကျမ်းစာတစ်ချက်50ခုမြောက်သောစာလပိုင်းငယ်14မှ15 50ခုမြောက်သောစာလပိုင်းငယ်14မှ15ကျေးဇူးတော်ချီးမွမ်းချီးရည်ကိုဖျားသခင်အားပူဇော်လို့တစ္ဆာဂတိထားသည့်အတိုင်းအမြင့်ဆုံးသောဖျား၌တစ္ဆာဝုကိုဖြစ်လို့အမှုရောက်သည့်ကာလ၌ငါကိုပထနာပြုလို့ငါတီကယ်လို့မီတည်တည်လဲငါကိုချီးမွမ်းလိုက်မည်ဟုမိတ်တော်မူ၏ဟုတ်ပြီနော်ဒီဟာကသူပြောတဲ့စာကြောင်းပေါ့နော်ဒီစကလုံးအရာသူကဖျားသခင်ဒီမှာဆုတောင်းတာပဲသို့တော့ဆုတောင်းပြည့်တယ်ဆိုတဲ့အကြောင်းကိုပြောတာလူဘဝလူလောကလူအသက်တာမှာဒုက္ခမရောက်တဲ့လူကမရှိဘူးပြဿနာမတွေ့တဲ့လူကမရှိဘူးเนาะဒါပေမဲ့ဆုတောင်းတဲ့အခါမှာဆုတောင်းပြည့်ဖို့ကအရေးကြီးတယ်ဘုရားသခင်နဲ့အတူသွားလာတဲ့ဒါဝိမင်းကြီးဟာဒုက္ခရောက်ခဲ့ဘူးတဲ့တကားတဲ့သူကရဲတိုက်တစ်ခုထဲမှာခုနားတဲ့အခါမှာဘုရားသခင်ရေဒီရဲတိုက်မှာရှိတဲ့ခေါင်းဆောင်ကကျွန်တော်ကိုရန်သူတွေလိုင်းရန်သူလက်ထဲမလားမထည့်ဘူးလားဆိုတာဘုရားသခင်ကိုမေးရတယ်လူဟိုယုံကြည်စိတ်ချလို့မရဘူးငါသူ့ကိုခင်ပါတယ်ချစ်ပါတယ်အခါမှာလည်းသူ့ရဲတိုက်ထဲမှာခဏတဲကိုခွင့်ပြုတယ်ဒါပေမဲ့ဘုရားသခင်ကဒီလူမျိုးကိုရောင်းစားလိုက်မယ်ဆိုတော့အဲ့ဒီညပဲဒါဝိဒ်တခါတည်းထွက်ပြီးတော့မြို့အပြင်ထွက်ပြီးတော့ဟိုတော်တယ်ပြေးတာရန်သူလက်ထက်ကလွတ်သွားတာပေါ့နော်ဟုတ်ပြီနော်အဲ့ဒီတော့ဒီအကြောင်းအရာကိုနည်းနည်းထပ်ပြီးတော့ဖော်ပြရရင်ကျွန်တော်တို့ဒီအခက်အခဲရောက်တဲ့အခါဆူတောင်းတဲ့အခါဘုရားသခင်ကဆူတောင်းချက်ကိုဖြည့်ပေးမယ်သူ့ကိုယိုသေးတဲ့လူသူ့နောက်ကိုလိုက်တဲ့လူဟုတ်ပြီနော်နည်းနည်းထပ်ပြီးတော့ပြောမယ်အဲ့ဒါကတော့ဂျပန်နိုင်ငံမှာကျောင်းဆရာတယောက်ပင်လယ်မှာငါးသွားမြားတယ်ပင်လယ်နှခမ်းမှာအဲ့တော့လှေတစ်စင်းကိုသူငားသွားတယ်မြားကြီးနဲ့ငါးလည်းမြားလို့ကောင်းတာဟုတ်ပင်လယ်နှခမ်းဆိုတော့နောက်တော့ဝေးသွားတယ်ဗျဝေးသွားတော့ကမ်းနားနဲ့ဝေးတယ်သူကသတိမထားဘူးငါမြားလို့ကောင်းတိုင်းမြားတော့နောက်တော့တော်ကိုဝေးသွားတော့ဟာပြန်ကျင်ပြီနော်ကန္နာဘက်ကိုပြန်ကျင်ပြီဆိုတော့သူကဖះကိုယုံကြည်အားကိုးတယ်လူဖះသခင်ရဲ့လေကဟိုကနေဒီကိုတိုက်ပါစေဒါမှကျွန်တော်ဒီဆက်ရွက်လေလေးကလည်းပြန်ပြီးတော့ကန္နာကိုရောက်မယ်ကျွန်တော်ပြန်ကျင်ပြီကန္နာနဲ့ဝေးနေပြီကျွန်တော်စိုးရင်လာပြီလို့ဆူတောင်းတယ်ဖះကိုလည်းယုံကြည်တယ်ဆူတောင်းတယ်ဒါပေမဲ့သူပြောသလိုလေကဟိုးပင်လေထဲကနေကန္နာကိုမတိုက်ဘူးဗျာတခါတလေတော့လေစိတ်ပြက်တာပဲ။အော်ဘုရားသခင်ကဆုတောင်းချက်ကိုနားမလည်ပါလားလို့ဒါပေမဲ့ကြာလာတဲ့အခါမှာပင်လေထဲကပြန်လာတဲ့စက်တသင်္ဘောတစ်စင်းကသူ့ကိုတွေ့တော့ဟာကျောင်းစရာဘယ်သွားမလဲအာငါများတာဒီကိုရောက်နေပြီပြန်လို့မရောကဲလာဆိုပြီးတော့ကျိုးလေးတစ်ချောင်းပေးပြီးတော့သူ့လှေကိုတွဲတယ်
လီတွဲပြီးတော့သူတို့မောင်းရပြန်လာတော့ကန်းသားကိုမရောက်ခင်မှာဗာတွေ့လဲဂျိုက်တွေတွေ့တယ်ဂမူတွေတွေ့တယ်ကြောက်ဆောင်တွေတွေ့တယ်နော်အဲ့ဒီခါကျတော့ကျောင်းဆရာကနားလေပါပြီငါစုတောင်းတဲ့အတိုင်းဘုရားသခင်ကဟိုဘက်ကနေဒီဘက်ကိုလေတိုက်လိုက်ရင်တော့အိုးငါသင်္ဘောကတော့ငါလှေလေးကတော့ပြက်မှာပဲဟုတ်ပြီနော်အဲ့ဒီတော့ကျွန်တော်တို့ဒီစုတောင်းပြည့်တဲ့အရာကိုတနည်းအားဖြင့်ဘုရားသခင်ကိုအမိပြုရဲ့စုတောင်းပြည့်တဲ့အရာကိုပြည့်မယ်ဒါပေမဲ့ဘယ်လိုနီးမဲ့ပြည့်မလဲဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးကျွန်တော်တို့လူချင်းတဲ့နီးကမှန်ချင်းမှန်မယ်ဒါပေမဲ့ဘုရားသခင်ကပိုးပြီးတော့တိတဲ့အတွက်ကြောင့်အဲ့ဒီကျောင်းဆရာကိုတွဲဖို့ပင်လေတဲ့ငါးဖန်းဆက်လေသင်းကနေပြီးတော့ပြန်တွဲသွားတာဘုရားသခင်အစီအစဉ်ပဲနော်အဲ့ဒီတော့ကျွန်တော်တို့ရဲ့ဆုတောင်းချက်ကျွန်တော်တို့ရဲ့လူအားချက်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဘုရားသခင်လက်ထဲအားလိုက်တဲ့အခါမှာ तू ကကျွန်တော်တို့ရဲ့ပူတည်ကျွန်တော်တို့ရဲ့အကောင်းဆုံးကျွန်တော်တို့ရဲ့ဆုတောင်းချက်ကျွန်တော်တို့ရဲ့ဆန္ဒကို तू ဖြစ်ဆွဲပေးမယ်အလုံးဘုရားသခင်ကောင်းကြီးပေးပါစေဟုတ်ပြီနော်